โอเคဒါဆိုရင်မေကွန်အုပ်စု၄သမီးငယ်လေးအတွက်စပြီးတော့မေးခွန်းပြုပါပထမမေးခွန်းစက်ထသင်္ကာယနာတင်ရာ၌နိုင်ငံပေါင်းမြည်မျှပါဝင်ခဲ့ကြပါသနည်း9နိုင်ငံမှာရှင်မေးခွန်းနံပါတ်2စက်ထသင်္ကာယနာတင်ပွဲကြီးကိုနှစ်ပေါင်းမြည်မျှကြာအောင်ကျင်းပခဲ့ပါသလဲ2နှစ်ပါရှင်မေးခွန်း3စက်ထသင်္ကာယနာတင်ပွဲကြီးဟာမြန်မာတက္ကရာမြည်သည့်ခုနှစ်မှာပြီးဆုံးခဲ့ပါသလဲမြန်မာတက္ကရာ1318ခုနှစ်ကစုံလားပြည့်နေပါရှင်မေးခွန်း4သာသနာတော်နှစ်ဘယ်နှစ်ပြည့်တဲ့အချိန်မှာစက်ထသင်္ကာယနာတင်ပွဲကြီးပြီးဆုံးခဲ့ပါသလဲ2500ပြည့်နှစ်ပါရှင်မေးခွန်း5အဘယ်ကိုရည်ရွယ်၍လှိုင်ကူတော်ကြီးရဲ့အတွင်းနံရံကိုဖောက်ထွင်းထားပါသလဲရတနာ3ပါးပါရှင်မေးခွန်းနံပါတ်6လှိုင်ကူတော်ကြီးရဲ့နံရံဘက်မှာအဘယ်ကိုရည်ရွယ်လျက်အခန်းကိုဖွဲ့စည်းခဲ့ပါသလဲ24ပစ္စည်းပါရှင်နံပါတ်9လှိုင်ကူတော်ကြီးအတွင်းမှာကမထမ်းကြောက်ကူပေါင်းမြည်မျှတိဆောက်ထားပါသလဲ25ခန်းပါရှင်မေးခွန်း8လှိုင်ကူတော်ရဲ့မျက်နှာချက်နဲ့လေးစုပ်ပေါက်များမှာမြည်သည့်အမတ်တစိမ့်နဲ့ဝင်းရံအုပ်ချုံထားပါသလဲဓမ္မစကြာတစိမ့်ပါရှင်နံပါတ်9လှိုင်ကူတော်ရဲ့အတွင်းဘက်နံရံပတ်လည်မှာအံ့ဘွယ်ရှစ်ဖြာဗုဒ္ဓသာသနာစာတမ်းပိုစတာကိုအချက်ရည်ဘလောက်ကတ်ထားပါသလဲရှစ်ချက်ပါရှင်နောက်ဆုံးမေးခွန်းစက်ထသင်္ကာယနာကျင်းပဖို့အတွက်အစာဦးပုံတရံကိုအဋိဋ္ဌံပြု၍ပုံဖော်စေသူဟာမြည်သူဖြစ်ပါသနည်းနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုပါရှင်လက်ခုပ်တန်းလေးကြားပါရစေခင်ဗျာ